မှန်လိုက်တာလို့စုပါပဲအားလုံး supporting ပေးနေရ သမီးအဲ့လိုအစင်မပြေဘူးသမီးရဲ့ရေရှည်ကြရင်တဲ့လား ဟုတ်ကဲ့အဲ့ဆိုအခုတယောက်ကိုအဲ့ဆိုဘယ်လိုဒီတယောက်နဲ့အဲ့ဆိုအဆင်မပြေနိုင်ဘူးရှင် သမီးသူအနေနဲ့ဟိုကလေးအတလေးပြောပါဦး ကြားပါ तू ကतू က21သူတက်က21 तू ကတောက်ကြတာ အစင်မပြေဘူးသမီးဆရာပြောမယ်ကြာသာပင်းနဲ့တောက်ကြတစ်ဖက်မှာသမီးကိုအမိပြုတ်နေတယ်ဆိုတော့သမီးကသူ့ရဲ့အမျက်နှာဖြစ်နေပြီဖြစ်နိုင်သမီးကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ဆုံးဖြတ်ပြီးတော့မှသမီးဝင်းနိုင်တယ်လို့ဝေးအောင်ကြိုးစားသမီး ဟုတ်ကဲ့ ရောက်ပြီ ပျော်ရွှင်ရွှင်နဲ့ဝေးနိုင်အောင်ကြိုးစားဖို့သမီးရဲ့တယောက်နဲ့တယောက်မျက်ရည်နဲ့ဝေးရတယ်လည်းမကောင်းဘူးဟုတ်ပြီလား ဟုတ် ကျန်တာတော့သမီးကသမီးဆုံးဖြတ်ပါသမီးဆရာသမီးကိုဘယ်လိုပြောရမလဲသမီးရဲ့အကြံပဲပေးနိုင်မှာဒါကြီးကိုဒီလိုဆုံးဖြတ်လိုက်ဆိုပြီးတော့ဆရာအမိုင်မပေးခြင်းဘူးသမီးရဲ့နော် ဟုတ်ကဲ့ရှင်ဒါဆိုအဆင်မပြေနိုင်ဘူးပေါ့နော်ဒီတောက်ကြတာ မပြေဘူးသမီးဆရာပြောလိုက်တဲ့စကားထဲမှာသမီးပါပါတယ်သမီးရဲ့နော်အရာရာကိုက supporting ပေးပြီးတော့ကိုကဥဆောင်နေရတယ်ဆိုတော့သမီးအတိတ်ပဲရှိလားသမီးတို့မိန်းကလေးတယောက်အနေနဲ့ရည်စားထားတယ်ဆိုတာအိမ်တော်ပြုဖို့အတွက်မဟုတ်ဘူးလားသမီးရဲ့ ဟုတ် အခြေဆောင်တဲ့ယောက်ျားကောင်းမှအဆင်ပြေပါလေသမီးရဲ့ဆရာယောက်ျားလေးတိုင်းကိုလည်းပြပြောတာမဟုတ်သမီးဆရာနဲ့စကားပြောရင်ပြတ်တယ်သမီးစိတ်မဆိုးနဲ့ဟုတ်ပြီလား ဟုတ်ကဲ့ဆက်မစိုးရှင် အဲ့တော့ကိုကဥဆောင်ပြီးတော့သူ့ကိုလက်ဆွဲပြီးခေါ်နေရမယ်ဆိုရင်အဆင်ပြေလားယောက်ျားလေးကမိန်းကလေးကိုဥဆောင်ပြီးတော့လက်ဆွဲပြီးခေါ်ရမှာလေသမီးရဲ့ အဲ့ဒါကိုစိုးရပဲဦးဆောင်စိုးရပဲဟိုပြောပြ အဲ့ဒါကြောင့် အ သမီး ရင် ရေထားလိုက်တော့ဆရာဘသူမားတယ်မှန်းတယ်မပြောလို့သမီးဆုံးဖြတ်ချက်ဆရာပြောလိုက်တဲ့စကားကိုတေချာသမီးဒီ live ကထွက်သွားပြီဆိုနိုင်ဝဲတော့ခဏစိတ်အေးထားပြီးတော့တေချာစဉ်းစားဟုတ်ပြီလား ဟုတ်ကဲ့ဟုတ်ကဲ့ရှင်အဲ့လိုစီးပွားရေးရတဲ့ဟိုစုတက်ကအဆင်ပြေနိုင်လားဒီလထဲမှာတော့ သမီးမွေးလာကြော်တာစောင့်အောင်မယ်သမီး အဲ့ဆိုမွေးလာကြော်ရင်တော့အဆင်ပြေနိုင်တယ်ပေါ့ရှင် ပြည်တယ်ဒီ3ကားတော့သမီးတော်တော်ကြရိုက်နေအောင်ပါ ဟုတ်ကဲ့ကျေးဇူးပါရှင် ကောင်းပါပြီသမီးမင်္ဂလာပါနာမည်မပါတဲ့အကောင့်ပိုင်ရှင်ရေမင်္ဂလာပါနော် ဟယ်လိုဆရာ အေးဒါပြောပါကွာမင်းအကောင့်ကြီးကနာမည်လည်းမပါဘူးသားရေ ဟယ်လိုဆရာ အေးပြောပါပြောပါ စနေသမီးလေးအဲကနေထွက်သွားလို့မလို့ဆရာ စနေသမီးအိမ်ကနေထွက်သွားတာ तू ထွက်သွားတဲ့ရက်ကိုသိလား စနေသမီးအဲကနေထွက်သွားလို့ပြန်ခေါ်ခြင်းလို့ပါဆရာ तू ထွက်သွားတဲ့ရက်ကိုမှတ်မိလား ဟိုဟာ10ရက်နေရဆရာ ဒီလ10ရက်နေ့ရလား ဟိုဒါဒီလဆို2လပိုင်း10ရက်နေရထွက်သွားတာဆရာ ဘယ်အချိန်လောက်ထွက်သွားတယ်ဆိုတာသိလိုက်ရတယ် မနေ့ဟိုဟာလောက်ဟို10ဟို8နာရီ9နာရီကြားထဲမှာ 10ရက်နေ့သိကြတယ်နော်အင်္ဂါနေ့ကြတယ်အဲ့နေ့ရ ဟုတ်တယ်အဲ့နေရသူ10ရက်နေကြတယ်10ရက်နေ အ အဲ့ င်္ ဟို ဂါ ဟာ နေ့ လောက် စ မှာ နေသမီးထွက်သွားတာကိုမင်းတို့က10နာရီလောက်မှသိတာနော် ဟို17နာရီလောက်မှသိတာ 17နာရီလောက်မှသိတယ်ဆိုတော့အင်္ဂါဆိုတော့